တရုတ်အသင်းကိုနှုတ်ပွဲပြန်တဲ့အနိုင်ရယူပြီးကမ္ဘာဖလားပြိုင်ပွဲကြီးကိုလာပါစွာဖွင့်လှစ်လိုက်တဲ့မြန်မာပိုက်ကျော်ချင်းအသင်းမနက်ဖြန်မှာတော့တနေ့တည်းပွဲစဉ်၃ပွဲအထိဆက်တိုက်ရှင်းကြိုင်းသွားဖို့ရှိနေပါတယ်မင်္ဂလာပါ Sport N ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ခင်ဗျာမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ TT1 စာအားကစားကွင်းမှာမေလ16ရက်နေ့ကနေ23ရက်နေ့အထိကျင်းပနေတဲ့2026ပိုက်ကျော်ချင်းကမ္ဘာဖလားပြိုင်ပွဲကြီးမှာတော့ကျွန်တော်တို့မြန်မာလက်ရွေးစင်အသင်းဟာပြည်သက်တွေမျှော်လင့်ထားတဲ့အတိုင်းအကောင်းဆုံးခြေစွမ်းတွေနဲ့အတူစတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ဒီကနေ့ကစားခဲ့တဲ့3ယောက်အတွက်ပြိုင်ပွဲအုပ်စု C အဖွင့်ပွဲစဉ်မှာမြန်မာအသင်းဟာတရုတ်အသင်းနဲ့ရှင်ပြိုင်ကစားခဲ့ရပြီးနှစ်ပွဲပြတ် 2-0 ဆိုတဲ့ရလဒ်နဲ့ဂုဏ်ယူပွဲအနိုင်ရရှိခဲ့ပါတယ်။မြန်မာအသင်းဟာဒီအုပ်စုမှာဗီယက်နမ်တရုတ်အင်ဒိုနီးရှားတို့နဲ့တအုပ်စုတဲ့ကြာရောက်နေတာဖြစ်ပြီးအဖွင့်လှခဲ့တာကြောင့်နောက်တစ်ဆင့်တက်ဖို့အတွက်အားသာချက်တစ်ခုကိုရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့မနေ့ဖြန်မေလ18ရက်နေ့မှာတော့မြန်မာအသင်းအတွက်တော်တော်လေးကိုပွဲချက်မဲ့နေ့တစ်နေ့ဖြစ်လာမှာပါ။၄ယောက်တွဲပြိုင်ပွဲရဲ့အဖွင့်ပွဲစဉ်အဖြစ်မနေ့ပိုင်းမှာဘရူနိုင်းအသင်းနဲ့စတင်ရှင်ပြိုင်ရမှာဖြစ်တယ်လို့၃ယောက်တွဲအုပ်စုလက်ကျန်ပွဲစဉ်တွေအဖြစ်ဗီယက်နမ်အင်ဒိုနီးရှားတို့နဲ့တနေ့တည်းမှာဆက်တိုက်ကစားရမှာဖြစ်လို့ကစားသမားတွေရဲ့ကြံ့ခိုင်မှုနဲ့စိတ်ဓာတ်ပိုင်းကအလွန်အရေးပါလာမှာဖြစ်ပါတယ်။မနက်ဖြန်မေလ18ရက်နေ့တွင်ရှင်ပြိုင်မိမြန်မာအသင်း၏ပွဲစဉ်အချိန်စရာများကိုဖော်ပြပေးသွားပါမယ်။မနက်9:00နာရီခွဲအချိန်မှာတော့မြန်မာအသင်းက၄ယောက်တွဲအုပ်စုပွဲစဉ်အဖြစ်ဘရူနိုင်းအသင်းနဲ့စတင်ရှင်ပြိုင်ရမည်ဖြစ်ပြီးမနက်9:00နာရီအချိန်မှာတော့မြန်မာအသင်းက3ယောက်တွဲအုပ်စုပွဲစဉ်အဖြစ်ဗီယက်နမ်အသင်းနဲ့ကစားသွားရမှာပါ။ညနေ6:00နာရီခွဲအချိန်မှာတော့မြန်မာအသင်းက3ယောက်တွဲအုပ်စုပွဲစဉ်အဖြစ်အင်ဒိုနီးရှားအသင်းတို့နဲ့ရှင်ပြိုင်ကစားသွားမည်ဖြစ်ပါတယ်။ပွဲစဉ်များကိုမြန်မာ Septicross Federation Facebook Page နဲ့ YouTube Channel တို့တွင်တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။ဒီနေ့ထဲမှာ3ပွဲဆက်တိုက်ကစားရမယ်ကျွန်တော်တို့ရဲ့မြန်မာပိုက်ကျော်ချင်းအသင်းကြီးမနေ့ဖြန်မှာတော့နိုင်ပွဲတွေဆက်တိုက်ရယူပြီးအုပ်စုကိုဖြစ်တလားနိုင်မလား။ပရိသတ်ကြီးရဲ့အားပေးစကားတွေကို comment ကဝင်ရောက်ရေးသားပေးခဲ့ကြပါအောင်ခင်ဗျာ။အခုလိုစိတ်ဝင်စားစရာအားကစားသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ထားဖို့မမေ့နဲ့ဘူးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။